ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့လူအဖွဲ့အစည်းတွေဒီပြင်မီတောင်းဝင်ပြီးကြက်မပြေးတဲ့လူအဖွဲ့အစည်းတို့ယူဆနေတာအဲ့လိုတော့မဟုတ်ဘူးနဲ့ခွေးစကားပြောအဲ့တော့ကျွန်တော်ပြောချင်တာကတော့ပြောချင်တာဒီလိုယူဆတယ်ဆိုရင်အဲ့ယူဆပထမဆုံးပြင်ပေါ့ဗျာပြင်လို့ပြောချင်တယ်ကောက်ပွဲကိုအတင်းကျပ်လုံနေလို့ပြောရွေးကောက်ပွဲအတင်းကျပ်လုံရအောင်ခင်ဗျားတို့ကျွန်တော်လည်းမြင်နေရပါပြည်သူလူထုလည်းမြင်နေပါပဲရွေးကောက်ပွဲကိုအတင်းကျပ်မင်းဒုံးနဲ့ရိုက်ပြီးမင်းလဲမဲလာမထဲလို့မနေရရွေးကောက်ပွဲမှာမင်းမထောက်ခံမနေရကျွန်တော်မလုပ်ပါဘူးလုပ်เสียရလဲအကြောင်းမရှိဘူးဒီမှာလည်းကျွန်တော်နေ့စဉ်ထုတ်တော့နေပါရွေးကောက်ပွဲကိုပြည်သူလူထုတွေဘလောက်လိုလားတယ်ဆိုတာလေအဲ့တော့ကျွန်တော်မငင်းပါဘူးမလိုလားတဲ့ပြည်သူလူထုရရှိမှာပေါ့ဒါပေမဲ့လိုလားတဲ့ပြည်သူလူထုကတော့ပိုပြီးများလိမ့်မယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကတော့ရွေးကောက်ပွဲကမြန်မာနိုင်ငံအတွက်လှုပ်တာလေအဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့လူအဖွဲ့အစည်းလူအတိုင်းဝိုင်းကပေမမီတောက်မမီကြက်မပြေတာမဟုတ်ဘူးအာနာယူစစ်သက်စစ်ဗိုလ်ချုပ်စစ်ခွေးမင်းတို့ကောင်တွေကပေမမီတောက်မမီကြက်မပြေခွေးယူစိတ်ပေါက်နေကြတာငါလိုမသားတွေရဲ့ခွေးမတာဘယ်ပြေသူကမှစစ်ခွေးစစ်အာနာယူတွေကိုအသက်သွင်းမဲ့ရွေးကောက်ပွဲကိုမလိုလားဘူးစိတ်မဝင်စားဘူးဆိုတာနိုင်ငံခြားရောက်နေတဲ့ပြည်သူတွေရဲ့ကြိုတင်မဲပေးတဲ့အစီအစဉ်တွေကိုကြည့်ရင်တိတိတတာထင်ထင်ရှားရှားမြင်တွေ့ပြီးသားဖြစ်တယ်ငါလိုမသားရဲ့ဒီထက်ရှင်းတာဘာရှိသေးလဲလိုမစော်မဲလုံး UK မှာကြောင်းတက်နေတဲ့မင်းသမီးကိုတက်ခွပြီးတော့ငါပြောပြရအောင်ပါလား2020ကြိုတင်မဲပေးရတဲ့အချိန်တုန်းကတကဘာလုံးကိုရောက်နေတဲ့မြန်မာနိုင်ငံသားတွေအုံထတက်ကြွမဲပေးခဲ့ကြတာမင်းတို့စစ်ခွေးတွေမမြင်မတွေ့ဘူးလားငါလိုမာသားတွေရဲ့ပြီးတော့ဒီရွေးကောက်ပွဲကမြန်မာနိုင်ငံသားတွေအတွက်လုပ်တယ်နိုင်ငံတကာကစိတ်မဝင်စားလဲမထောက်ခံလဲပြဿနာမရှိဘူးလို့ပြောရအောင်လူမှာလူအဖွဲ့အစည်းရှိတယ်အစိုးရမှာအစိုးရအတိုင်းဝိုင်းရှိတယ်အစိုးရပတ်ဝန်းကျင်ဆိုတာရှိတယ်အဲ့တော့မင်းတို့ကအစိုးရမှမဟုတ်တာအာဏာယူပြီးတော့တနက်ထောက်ပြီးပြည်သူလူထုရဲ့အာဏာကိုပြည်သူကနေလူယူထားတဲ့ကိုမေကိုလိုးတွေဆိုတော့မင်းတို့ကနိုင်ငံတကာကိုလည်းစောက်ပြီးမဆိုင်ဘူးဆိုတဲ့ပုံစံငါအိမ်ကလူတွေငါခြံဝင်းထဲကလူတွေငါတက်ချင်တယ်လို့တက်တယ်မင်းတို့နဲ့မဆိုင်ဘူးဆိုပြီးပြောလို့မရဘူးဖွေးမသားရဲ့အစိုးရဆိုတာအစိုးရပတ်ဝန်းကျင်ရှိတယ်လူဆိုတာလူပတ်ဝန်းကျင်ရှိတယ်ဘဒူမမထောက်ခံဘဒူမလက်မခံတဲ့ကိစ္စကိုမင်းတို့ဇို့တင်းလုံနေကြတဲ့ကမင်းတို့အာဏာယူစောက်ပေါ်တွေကဘောပဲလို့ပြောလိုက်ငါလိုမခွေးမသား